အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ယတိရဲ့ပေါ့နော်ယတိအားပေးနေရဲ့ယတိရဲ့မမဆာရာအတွက်ယတိကပေါ့နော်ကြောင်မနေ့ပြန်ကြောင်ဖွင့်တော့မှာဆိုတော့ပါဆယ်လေးတွေယတိရထည့်ပေးမှာပဲဖြစ်ပါတယ်ယတိရဲ့ fan လေးတွေလည်းအဲ့လိုပါဆယ်ထည့်စီခြင်းနဲ့ဆို comment လေးမှာမှန်းခဲ့ပေးကြပါရှင်ယတိအခုပေါ့နော်မအတွက်ထည့်ပေးပါမယ်ဖာကလေးရင်ယူလိုက်မယ်ပေါ့နော်ဘုံကလေးပေါ့ဖာဖူးလေးအရှင်ယူလိုက်ပါမယ်ဖာဘူးကိုတော့ကြီးနည်းနည်းကြီးလေးလောက်လိုက်မယ်ကြောင်းပစ္စည်းလေးတွေတော့ထည့်ပေးမှာဆိုတော့ပေါ့နော်အတလေးနည်းနည်းဝင်နေတဲ့အတွက်လည်းတိခတ်ပြီးတော့ကြည့်ပေးကြပါရှင်ယတိကတော့အောက်ကဟာလေးကိုတော့မမဆာရာတော့ပေါ့နော်ယတိကဘီယာလေးနဲ့ထည့်ပေးမယ်မဆာရာဘာအယောင်ကြိုက်တာလဲယတိမသိလို့ပါရှင်နော်မဆာရာဘာအယောင်ကြိုက်လဲဆိုတာကိုယတိမသိဘူးပေါ့နော်ယတိသိတာကတော့မဆာရာအဲ့လိုမပြောပြထားဘူးပဲပေါ့နော်မပြောပြထားဘူးလားမသိဘူးပေါ့ယတိမဆာရာကြိုက်တာကိုယတိလုံးဝမသိဘူးပေါ့နော်အဲ့ဒါမလို့ပါယတိအခုကကြတော့မဆာရာကိုကြောက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေယတိထည့်ပေးမှာပါယတိကတော့လွယ်အိတ်ကလေးကိုတော့ယတိပါလွယ်အိတ်လေးထည့်ပေးလိုက်ရကောင်းမလဲဆိုယတိကြည့်လိုက်မယ်ပေါ့လွယ်အိတ်ကလေးကတော့အဖြူရောင်လေးပဲထည့်ပေးလိုက်ပဲပေါ့နော်ကဲလွယ်အိတ်ကလေးကိုတော့ဒီလိုနည်းနည်းသေးလိုက်မယ်ပေါ့နော်ပြီးတော့အဖြူအောင်လေးထည့်ပေးမယ်ပြီးတော့ပေါ့နော်သမင်းကြိုက်ထည့်တာလေးကဆွဲခြင်းလေးမဟုတ်ပဲနဲ့အိတ်ကလေးပေါ့နော်အဲ့လေးကအဖြူရောင်လေးပဲပေါ့နော်ဖြူရောင်လေးပဲထည့်ပေးမှာပါပြီးတော့ယတိတို့တွေပေါ့နော်မဆာရာအတွက်ဗာထည့်ပြီးကောင်းအောင်လဲဆိုတော့ဒီတို့တွေဗာထည့်ပြီးကောင်းလဲဒီချကြည့်လောက်မယ်ဒါလေးထည့်ပေးလိုက်မယ်ပေါ့နော်ကျောင်းသားတော်များမှာတော့ဒါလေးကတော့လိုအပ်ကြတယ်ပေါ့နော်မဒါလေးဒီပေါ့နားလေးမှာထည့်ပေးလိုက်နေရာမဆက်မှဆိုလို့ပါနေရာမဆက်လည်းရတည်းကနှစ်ဘူးထည့်ပေးမှာပါနော်အနောက်ကတန်လေးတော့တိခတ်ပေးပါရှင်ကဲဆိုရင်တော့အဖြူနဲ့အပြာလေးကတော့လိုက်မယ်လို့တော့ထင်ပါတယ်ယတိရေဘူးလေးကိုတော့အပြာရောက်လေးပဲထည့်ပေးလိုက်တော့မယ်နော်ရေဘူးလေးကလည်းအပြောင်ထည့်ပေးရဆိုတော့ဒီရွယ်အိတ်လေးကိုလည်းအပြောင်ထည့်ပေးမယ်ဗီဒီယိုရှေ့ဝါမှာဆိုလို့ခဏဖြတ်မယ်နော်ယတိတို့ပေါ့နော်ဒီလိုဖာဘူးလေးကပြောင်းလိုက်ပါပြီဗာလေးပြောင်းလိုက်လဲဆိုတော့ပေါ့နော်ပြောင်းလေးပဲပြောင်းလိုက်ပါတယ်ရှင်စုံလိုက်လေးဖြစ်သွားအောင်ပေါ့နော်ဒါလေးထည့်မယ်ခဏအတန်ဆူရတာလေးကတော့တိခတ်ပြီးတော့ကြည့်ပေးပါဒီဟာလေးထည့်ပေးအောင်မယ်ကြောင်းသွားလို့ရှင်ပေါ့ခေါင်းလေးစီးသွားရအောင်မဆာရာမျက်နှာမပြဘူးမျက်နှာမပြတော့ပေါ့နော်ယတိကဘာလေးခေါင်းစီကျိုးလေးကတော့ထည့်ပေးလိုက်ပါရဲ့ပြီးတော့စာအုပ်ကလေးလည်းထည့်ပေးအောင်မယ် notebook ကလေးပေါ့နော်စာအုပ်ကလေးတဲ့ notebook ကလေးလို့ပြောလို့ရပါတယ်အဲ့ဒါလေးထည့်ပေးလိုက်မယ်နှစ်အုပ်သုံးအုပ်လောက်ကတော့ထည့်လိုက်မယ်ပေါ့နော်ဒါလေးတစ်ခုထည့်ပေးနိုင်မယ်ဒါလေးကနည်းနည်းသေးဝပါတယ်ကဲနောက်ထပ်တစ်ခုကတော့ဗာလေးထည့်ပေးလိုက်ရင်ကောင်းမလဲယတိလိုက်ရှာအောင်မယ်နော်အနောက်ကအတန်လေးရတော့တိခံမိမှာပြီးတော့ယတိကဒီရာလေးထည့်ပေးလိုက်မယ်ကျောင်းမှာအပြင်းပြေဖော့မလို့ပေါ့ဒါကြီးကဘယ်လိုရောက်လာလဲမသိပါဘူးဒါလေးထည့်ပေးလိုက်ပါမယ်ကျောင်းမှာအပြင်းပြေဖော့ဖို့ပါကဲဒါလေးကတော့ယတိအပေါ်ကနေပြီးတော့ဖာဘူးလေးအုပ်လိုက်ပါမယ်နော်ကဲဒါလေးကယတိဖာဘူးလေးလည်းပိတ်ပြီးသွားပါပြီပေါ့နော်ဒါနောက်တစ်ဘူးယတိထပ်ထည့်မှာပါနောက်တစ်ဘူးယတိတို့ထပ်ထည့်ကြမယ်ပေါ့နော်ဒီဘူးတော့ယတိတို့အကြီးမှတကယ်အကြီးထည့်မယ်ပေါ့နော်ကျောင်းမှာလိုအပ်တဲ့ပစ္စည်းလည်းထည့်ပြီးသွားပြီးဆိုတော့ပေါ့နော်ယတိတို့ကတကယ်ကြီးတဲ့ဟာကြီးနဲ့ပေါ့ယတိတို့ကမုတ်တီပေါ့နော်အဲ့ဒီ accessory ပစ္စည်းလေးတွေယတိတို့ထည့်မှာပါ
ပြီးတော့ကျောင်းမှာလိုအပ်တာဒီခုနအယောင်ချဲလေးမဆန့်တော့လို့ဆိုမထည့်ရသေးဘူးပေါ့နော်ဒါမဲ့ဒီအယုတ်ကလေးပေါ့နော်မိုင်းမလို့ဒီအယုတ်ကလေးကိုမှဆန့်မလို့ဒီအိုးထုတ်ကလေးစောင်းလာတာအဲ့ဒါလေးဒီထည့်ပေးလိုက်မယ်ဒီလိုလေးပဲထည့်ပေးလိုက်တော့မယ်ပေါ့နော်ဒီအယုတ်လေးကတစ်ခုထည့်ပေးလိုက်ပါမယ်ပြီးတော့မရှိသေးပါတယ်ပေါ့နော်ဘာလေးထည့်ပေးကောင်းမလဲမိန်းကလေးဆိုတော့မမစာရာနှက်ခမ်းနေဆုံးပါပဲအဲ့တော့ယတိနှက်ခမ်းနေလဲထည့်ပေးရအောင်ပါပဲဒီနှက်ခမ်းနေလေးอ่ะပေါ့နော်အယောင်လေးကလှပြီးတော့အရန်ချစ်ပကောင်းတာယတိနှက်ခမ်းနေလေးကနှစ်ခုလောက်ထည့်ပေးလိုက်မယ်ပေါ့နော်တပူးကုံဝိုင်းအဲ့အယောင်လေးပဲကြိုက်အဲ့ဒါလေးပဲထပ်ဆိုးရအောင်ပြီးတော့ရင်မွေးဘူးလေးလည်းထည့်ပေးလိုက်ဒါလေးရင်မွေးဘူးလေးလားပါလေးလည်းမသိယတိကတော့ထည့်ပေးလိုက်ပါမယ်မှားွားတာရှိနေတောင်းမှတ်မှာရယ်ပေါ့နော်ပြီးရင်တော့ယတိမမစာတော့ဗာထည့်ပြီးကောင်းမလဲတိပြီမမစာရတော့ဖနက်လေးပန်းအောင်လေးတစ်ခုလောက်ထည့်ပေးလိုက်မယ်ပေါ့နော်ဒီကိုဖနက်ပန်းအောင်လေးတောက်ဖနက်လေးပေါ့နော်မွေးနေ့ပွဲတို့ဘာလို့ဆိုတော့လို့ရရဲ့ပြီးတော့ဒီမှာနှက်ခမ်းကြီးဘူးလေးနောက်တစ်ခုရှိသေးရဲ့ချစ်စရာလေးပေါ့နော်အဲ့ဒါလေးလည်းထည့်ပေးလိုက်မယ်ယတိ sorry ပါပေါ့နော်အောက်မှာယတိအခန့်လေးမထည့်လိုက်ရပါဘူးမမစာရာရေတောင်းမှန်ပါရပေါ့နော်ပြီးတော့ဒီလိုချစ်စရာကောင်းတဲ့မိုင်းမလို့ဒီဘောပင်လေးလည်းယတိထည့်ပေးလိုက်အောင်မယ်ပြီးတော့ဒီလိုမျိုးပန်းအောင်ဖက်ဆက်ခိတ်ကလေးကိုလည်းယတိရထည့်အောင်မှာအနောက်ကအတန်လေးတော့တိခန့်ပေးပါရှင်ဒီလိုမျိုးဖက်ဆက်ခိတ်ကလေးကိုထည့်ပြီးသွားရဆိုတော့ဒီကပန်းအောင်လွယ်အိတ်လေးထည့်ပေးမယ်ပေါ့နော်ဒီမှာပါပန်းအောင်လွယ်အိတ်ကလေးရန်ချစ်ဖို့ကောင်းပါပြီဒီထည့်ပေးပါဒီဖနက်တော့နောက်မှပဲထည့်ပေးလိုက်တော့မယ်ပေါ့နော်နောက်ဗီဒီယိုမှာထည့်ပေးမယ်ပေါ့နော်ဒီတခြားလေးထည့်ပေးပါမယ်ကဲဒီမှာယတိတာလေးထည့်ပြီးသွားပါပြီရှင်အများကြီးပဲထည့်ပေးလိုက်တယ်နော်အားလုံးမဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်ဒီဗီဒီယိုလေးကိုလည်းမမစာရာမြန်မာစီလို့ယတိရပေါ့နော်ပြောပါရဲ့ပြောလိုက်ပါရဲ့ပေါ့မမစာရာမြင်လဲယတိကိုပေါ့နော် comment လေးမှတ်ပေးပါလို့ယတိကတောင်းဆိုချင်ပါအားလုံးပဲဘိုင်ဘိုင်ပါ